American နိုင်ငံချင်းလို့ရတဲ့ VPN ချိတ်ကြည့်ပေးခြင်းဖြင့်ကျမတို့ကိုအကူအညီပေးနိုင်ပါတယ်။မိုးလွန်ကြီးနိုင်သည့်အထူးသတိပေးချက်2025ခုနှစ်မေလ31ရက်ယနေ့မြန်မာစံတော်ချိန်မနက်9နာရီအချိန်နောက်ဆုံးရရှိသည့်အချက်လက်များအရအနောက်တောင်မုတ်တုံလေးအားလွန်ကောင်းလာမှုကြောင့်၎င်းယနေ့မှစ၍9ရက်6လ2025ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိတ်မှနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေရာကွက်၍မိုးသေးထန်ခြင်းဒေသအလိုက်မိုးကြီးခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီးမိုးတက်လေပြင်းကျစဉ်ရေပြင်မြေပြင်လေသည်တနအီလ35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါသည်သို့ဖြစ်ပါ၍ယနေ့မှစ၍9ရက်6လ2025ရက်နေ့အတွင်းမိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်းမြေပြိုခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်အဆောက်အအုံများတစ်ပင်တစ်ကိုင်းများဖိုင်ဘာလိုင်းနှင့်လျှက်စစ်ဓာတ်အားလိုင်းများပြိုကျရိုင်လဲခြင်းစသောသဘာဝဘေးအန္တရာယ်တို့ဖြစ်ပေါ်နိုင်သည့်အတွက်ကုန်းမြင့်ဒေသများအနီးတွင်နေထိုင်ကြသူများအနေဖြင့်မိုးကြိုးပစ်ခြင်းနှင့်မြေပြိုမှုအန္တရာယ်ကို၎င်းမြမကမ်းရိုးတန်းတစ်လျှောက်မြင့်ငယ်ချောင်းငယ်များအနီးနှင့်မြေနိမ့်ပိုင်းတွင်နေထိုင်ကြသူများအနေဖြင့်လေပြင်းအန္တရာယ်နှင့်လျှက်တပြက်ရေကြီးရေရှမ်းမှုအန္တရာယ်တို့ကို၎င်းကြိုတင်သတိပြုနိုင်ပါရန်နှင့်စိုက်ပျိုးမွေးမြူတောင်သူများအပါအဝင်ပြည်တွင်းလေကြောင်းပြန်တန်းရေးပြည်တွင်းရေကြောင်းသွာလာရေးမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီးကမ်းဝေးငါးဖမ်းရေရင်များဆက်လေများသင်္ဘောများအနေဖြင့်လည်းအထူးသတိပြုနိုင်ပါရန်အထူးသတိပေးချက်ထုတ်ပြန်တင်ပြအပ်ပါသည်မြန်မာတပြည်လုံးတွင်ယနေ့မှ2ရက်နေ့အထိမိုးရွာသွန်းဖို့ရှိနေပြီး3ရက်နေ့မှမိုးဆက်လျော့နိုင်ပါမည်မိုးတိမ်တောင်ဖြစ်ထွန်းမှုအခြေအနေရခိုင်ပြည်နယ်ချင်းပြည်နယ်ဧရာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးမွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင်တိမ်ထူထပ်စွာဖြစ်ထွန်းနေပြီးကြံတပြည်လုံးမှာတိမ်အထင်ဖြစ်ထွန်းနေပါတယ်နှစ်တိုင်းနှစ်ပြည်နယ်14နေရာအတွက်မနက်ဖြန်နက်10နာရီအထိမိုးရွာသွန်းနိုင်မှုခန့်မှန်းချက်ကကချင်ပြည်နယ်အတွက်ခန့်မှန်းချက်နေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပါတယ်မြစ်ကြီးနားမြို့နှင့်အနီးတစ်ဝိုက်အတွက်ခန့်မှန်းချက်မှာနေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပါတယ်စကိုင်းတိုင်းဒေသကြီးအတွက်ခန့်မှန်းချက်အထက်ပိုင်းနှင့်အလယ်ပိုင်းမှာနေရာစိတ်မိုးရွာသွန်းနိုင်သလိုနေရာကွက်ပြီးလဲမိုးကြီးနိုင်ပါတယ်အောက်ပိုင်းမှာတော့နေရာကျဲမိုးရွာသွန်းနိုင်ပါတယ်စကိုင်းမြို့နှင့်အနီးတစ်ဝိုက်အတွက်ခန့်မှန်းချက်မှာနေရာကျဲမိုးအသင့်ရွာသွန်းနိုင်ပါတယ်ချင်းပြည်နယ်အတွက်ခန့်မှန်းချက်နေရာစိတ်မိုးရွာသွန်းနိုင်သလိုနေရာကွက်ပြီးလဲမိုးကြီးနိုင်ပါတဲဟာခါမြို့နှင့်အနီးတစ်ဝိုက်အတွက်ခန့်မှန်းချက်မှာနေရာစိတ်မိုးရွာသွန်းနိုင်ပါတယ်မန္တလေးတိုင်းဒေသကြီးအတွက်ခန့်မှန်းချက်အထက်ပိုင်းနှင့်အောက်ပိုင်းတို့မှာနေရာစိတ်ကျန်နေရာများမှာနေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ခန့်မှန်းချက်မှာနေရာကျဲမိုးရွာသွန်းနိုင်ပါတယ်နေပြည်တော်တိုင်းဒေသကြီးအတွက်ခန့်မှန်းချက်နေရာစိတ်မိုးရွာသွန်းနိုင်သလိုနေရာကွက်ပြီးလဲမိုးကြီးနိုင်ပါတယ်နေပြည်တော်မြို့နှင့်အနီးတစ်ဝိုက်အတွက်ခန့်မှန်းချက်မှာနေရာကျဲမိုးရွာသွန်းနိုင်ပါတယ်မကွေးတိုင်းဒေသကြီးအတွက်ခန့်မှန်းချက်အောက်ပိုင်းမှာတော့နေရာစိတ်အထက်ပိုင်းမှာနေရာကျဲမိုးရွာသွန်းနိုင်ပါတယ်မကွေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ခန့်မှန်းချက်မှာနေရာကျဲမိုးအသင့်ရွာသွန်းနိုင်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းအတွက်ခန့်မှန်းချက်နေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပြီးမြောက်ပိုင်းမှာတော့နေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်တောင်ကြီးမြို့နှင့်အနီးတစ်ဝိုက်အတွက်ခန့်မှန်းချက်မှာနေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပါတယ်ရခိုင်ပြည်နယ်အတွက်ခန့်မှန်းချက်နေရာအနှံ့အပြားမိုးရွာသွန်းနိုင်သလိုဒေသနှင့်အလိုက်လဲမိုးကြီးနိုင်ပါတယ်စစ်တွေမြို့နှင့်အနီးတစ်ဝိုက်အတွက်ခန့်မှန်းချက်မှာနေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပါတယ်ဧရာဝတီတိုင်းဒေသကြီးအတွက်ခန့်မှန်းချက်နေရာစိတ်မိုးရွာသွန်းနိုင်သလိုတောင်ပိုင်းပင်လယ်နှင့်နီးသောနေရာများမှာနေရာကွက်ပြီးလဲမိုးကြီးနိုင်ပါတယ်ပသိမ်မြို့နှင့်အနီးတစ်ဝိုက်အတွက်ခန့်မှန်းချက်မှာနေရာစိတ်မိုးအသင့်ရွာသွန်းနိုင်ပါတယ်ရန်ကုန်တိုင်းဒေသကြီးအတွက်ခန့်မှန်းချက်နေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပါတယ်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ခန့်မှန်းချက်မှာနေရာစိတ်မိုးရွာသွန်းနိုင်ပါတယ်ပဲခူးတိုင်းဒေသကြီးအတွက်ခန့်မှန်းချက်နေရာစိတ်မိုးရွာသွန်းနိုင်ပြီးအရှေ့ပိုင်းမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်ပဲခူးမြို့နှင့်
အနီးတစ်ဝိုက်အတွက်ခန့်မှန်းချက်မှာနေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပါတယ်။ထကယားပြည်နယ်အတွက်ခန့်မှန်းချက်နေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပါတယ်။ရိုင်ကော်မြို့နှင့်အနီးတစ်ဝိုက်အတွက်ခန့်မှန်းချက်မှာနေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပါတယ်။မွန်ပြည်နယ်အတွက်ခန့်မှန်းချက်နေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပါတယ်။မော်လမြိုင်မြို့နှင့်အနီးတစ်ဝိုက်အတွက်ခန့်မှန်းချက်မှာနေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပါတယ်။ကရင်ပြည်နယ်အတွက်ခန့်မှန်းချက်နေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပါတယ်။ဘာအံမြို့နှင့်အနီးတစ်ဝိုက်အတွက်ခန့်မှန်းချက်မှာနေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပါတယ်။တနင်္သာရီတိုင်းဒေသကြီးအတွက်ခန့်မှန်းချက်အထက်ပိုင်းမှာနေရာအနှံ့အပြားအောက်ပိုင်းမှာနေရာကျဲကျဲမိုးရွာသွန်းနိုင်ပါတယ်။ထားဝယ်မြို့နှင့်အနီးတစ်ဝိုက်အတွက်ခန့်မှန်းချက်မှာနေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပါတယ်။သုံးမုန်တိုင်းဖြစ်ပေါ်နိုင်မှုအခြေအနေမုန်တိုင်းငယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဖျက်ကျော်ဝင်ရောက်ခဲ့ပြီးအားကောင်းသောလေဖိအားနည်းရပ်ဝန်းဖြစ်သို့ရောက်ရှိခဲ့ပြီဖြစ်ပါတယ်ခင်ဗျာလေးနောက်နှစ်ရက်အတွက်ခန့်မှန်းချက်မြန်မာနိုင်ငံတောင်ပိုင်းဒေသများမွန်ပြည်နယ်ကရင်ပြည်နယ်ကချင်ပြည်နယ်နေပြည်တော်ချင်းပြည်နယ်တနင်္သာရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးတို့မှာမိုးဆက်လက်ရွာသွန်းနိုင်ပါတယ်ဇွန်လပထမပတ်ဇွန်လ1ရက်မှဇွန်လ14ရက်အထိမိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းမေလ30ရက်ည8နာရီခွဲလက်ရှိပင်လယ်ပြင်နှင့်အနောက်တောင်မုတ်တုံလေအခြေအနေဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း16.489န90.639တီနေရာရေပြင်ညီအမြင့်တွင်အနောက်တောင်ဘက်မှလေတိုက်နှုန်းတနာရီ25မိုင်ခန့်ရှိနေပြီးအမြင့်ပေ9000တွင်အနောက်တောင်ဘက်မှလေတိုက်နှုန်းတနာရီ35မိုင်အထိရှိနေပါသည်မုတ်တုံလေအားအသင့်တင်မှအားကောင်းနေစေဖြစ်ပါသည်တိမ်ဖြစ်ထွန်းသည့်အခြေအနေတိမ်အမြင့်100နှင့်တိမ်အနိမ့်40အထိဖြစ်ထွန်းလျက်ရှိပါသည်ဇွန်လပထမပတ်နှင့်ဒုတိယပတ်အတွင်းဖြစ်နိုင်မည့်မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းဇွန်လ1ရက်မှဇွန်လ3ရက်အတွင်းတနင်္သာရီတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းအရှေ့ပိုင်းဧရာဝတီတိုင်းရန်ကုန်တိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနှင့်တောင်ပိုင်းနေပြည်တော်ရခိုင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင်မိုးအသင့်တင်မှမိုးများနိုင်ပြီးဇွန်လ4ရက်နောက်ပိုင်းတွင်ပဲခူးတိုင်းအရှေ့ခြမ်းကချင်ပြည်နယ်နှင့်ကရင်ပြည်နယ်မွန်ပြည်နယ်တို့မှအပကြံပြည်နယ်တိုင်းဒေသများအားတွင်မိုးရွာနှုန်းလျော့ကျသွားနိုင်ပါသည်လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ခြေတင်ချပုံစံပြုကြိုတင်ခန့်မှန်းဇွန်လဒုတိယပတ်အတွင်းဘင်္ဂလားပင်လယ်အော်တွင်လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ကြောင်းကြိုတင်ခန့်မှန်းထားသည်ကိုတွေ့ရပါသည်ဇွန်လဒုတိယပတ်အတွက်မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များကိုထပ်မံတင်ပြပေးပါမည်